ကားတစ်စီး350ခစ်ကိုပြန်ရောက်တော့မယ်ဆိုတဲ့အကြောင်းပြောလာခဲ့တဲ့အေးတင်ကိုဆိုတာကတော့ပြည်သူတွေရဲ့အကျိုးကိုအမြဲလိုလားပြီးပရာဟိတလုပ်ငန်းတွေမှာရှေ့ဆုံးကနေဥဆောင်ပေးလေးရှိတဲ့မန္တလေးမြို့ကစီးပွားရေးလုပ်ငန်းရှင်သေးမကြီးပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့စီးပွားရေးလောကမှာအမြဲတမ်းတကွက်ကြုံမြင်သူတယောက်ဖြစ်တာကြောင့်အခုအချိန်မှလည်းကားတစ်စီး350ဖုန်းတစ်လုံး1500ခစ်ကိုပြန်ရောက်တော့မယ်လို့ပြောလာခဲ့တာပါ။အကြောင်းကတော့ကုန်စည်နှုန်းတွေအင်မတန်တက်ပြီးဈေးတွေကြီးတဲ့အခါမှာကုန်သွယ်ရေးလမ်းကြောင်းတွေခက်ခဲသွားပြီးရောင်းလိုအားတွေများလာတာကြောင့်ဝယ်လိုအားနည်းသွားတဲ့ခင်မျိုးကိုပြန်ရောက်သွားတတ်တယ်ဆိုပြီးပြောလာခဲ့တာပါ။တကယ်တမ်းကျတော့လေအခုအချိန်မှာဆိုရင်စုံမခွဲခြားလိုက်တဲ့ပြဿနာကြောင့်မြန်မာနိုင်ငံအတွင်းကကားတွေကျပ်ပိတ်နေတာမျိုးမရှိတော့ပဲလမ်းမပေါ်မှာလည်းအတော်လေးရှင်းလင်းသွားတာကိုတွေ့ရပါတယ်။အဲ့ဒါတွေမကားသေးပဲဖုန်းစင်ကတ်တွေပါမှတ်ပုံမတင်ထားဘူးဆိုရင်ဖုန်းတွေပါသုံးခွင့်မရှိတော့ဘူးဆိုတဲ့ပုံစံမျိုးတွေလုပ်ထားခဲ့တာကြောင့်ပြည်သက်တွေတင်မကလူငယ်တွေကပါမြန်မာနိုင်ငံရဲ့ရည်စည်းကြောင်းကိုဘလို့မှလိုက်မမီတော့ဘူးဆိုပြီးစိတ်ညစ်နေခဲ့တာပဲဖြစ်ပါတယ်။တကယ်တမ်းမှကျတော့အေးတင်ကိုအနေနဲ့ကဒီလိုမျိုးရှားပါပြီးရင်ပုံမြလာမှာကထုံးစံအတိုင်းပဲမို့နောက်ထပ်အချိန်ခဏလောက်တီးခံပေးကြဖို့ပြောရင်အတင်းထားဖို့ပြောလာခဲ့ပါတယ်။ဆိုတော့ပြည်သက်ကြီးတို့ရောအေးတင်ကိုပြောတဲ့ကားတစ်စီး350ဖုန်းတစ်လုံး1500ခစ်ကိုရောက်ရင်ဘာလို့ကြမလဲဆိုတာပြောပြသွားကြပါအောင်ခင်ဗျာ။